ခုဗီဒီယိုလေးမှာပြပြပေးမှာကတော့ AC နဲ့ DC ရဲ့ခွာခြားချက်လေးပဲဖြစ်ပါတယ်။ AC alternating current DC direct current အဓိကကွာခြားချက်ကလျှက်စီးကြောင်းရဲ့စီးဆင်းမှုဥတီချက်ပဲဖြစ်ပါတယ်။ AC လျှက်စစ်ဆိုတာကဘာလဲ။ AC ဆိုတာကလျှက်စီးကြောင်းဒီအချိန်လိုက်ဥတီချက်ပြောင်းလဲသည့်လျှက်စီးဖြစ်ပြီးတော့အနေအမြင့်ဝိများနဲ့တက်ရှင်ဖြစ်ပါတယ်။ AC current ကို transformer ဖြင့်အခြား voltage အဆင့်များသို့လည်းကုသပြောင်းလဲနိုင်ခြင်းကြောင့်အကြီးစားစနစ်များတွင်အကွာအဝေးများသို့လျှက်စစ်တအားပို့ဆောင်ရာတွင်အသုံးများပါတယ်။ DC လျှက်စစ်ဆိုတာကဘာလဲ။ DC ကလျှက်စီးကြောင်းတဦးတည်းသောဥတီချက်ဖြင့်တည်ငြိမ်စွာစီးဆင်းနေသောလျှက်စီးဖြစ်ပါတယ်။ဒီလိုမျိုးစား current ကိုအမြဲတမ်း contact pole ဖြင့်ပေးဆောင်နိုင်ပြီးတော့ electronic ကိရိယာများဘက်ထရီစနစ်များတွင်အသုံးပြုကြပါတယ်။ဆိုလာပြားကနေထွက်လာတဲ့လျှက်စစ်ဟာ DC power ဖြစ်ပြီးတော့အိမ်မှာသုံးနေတဲ့ပစ္စည်းအများစုကတော့ AC power လိုအပ်လို့ပါ။ဒါကြောင့်မို့လို့ဆိုလာကရတဲ့လျှက်စစ်ကိုအိမ်သုံးပစ္စည်းတွေနဲ့ကိုက်ညီအောင်မဖြစ်မနေပြောင်းလဲဖို့အတွက်လိုအပ်ပါတယ်။ inverter ရဲ့အဓိကလုပ်ငန်းက DC လျှက်စစ်ကနေပြီးတော့ AC လျှက်စစ်ကိုပြောင်းလဲပေးတာပဲဖြစ်ပါတယ်။ inverter မရှိဘဲနဲ့ဆိုရင် solar power ကနေထွက်လာတဲ့လျှက်စစ်ကိုအိမ်မှာအသုံးပြုနိုင်မှာမဟုတ်ပါဘူး။အချင်းချုပ်အနေနဲ့ကတော့ AC လုံခြုံသောအကွာအဝေးတွင်တအားပို့ဆောင်ရန်ထိရောက်ပြီး DC voltage တည်ငြိမ်မှုလိုအပ်သည့်စက်ပစ္စည်းများအတွက်မရှိမဖြစ်လိုအပ်ပါတယ်။လူချင်းမင်းတို့အနေနဲ့ solar inverter ဘက်ထရီတက်ဆင်ခြင်းစီဖြစ်စေ solar နဲ့ပတ်သက်ပြီးစုံစမ်းမေးမြန်းခြင်းစီဖြစ်စေတိုက်တာ solar မြန်မာမှာဆက်သွယ်မေးမြန်းနိုင်ပါရဲ့ရှင်။